Manchester United နဲ့သူတို့ရဲ့အသင်းကောင်းဆောင် Bruno Fernandes ဂျာကအခြေအနေကအခုတော်တော်လေးအရေးကြီးတဲ့လမ်းစုံလမ်းခေါ်တစ်ခုခုရောက်နေပါပြီ။ကဲ club ရဲ့အဓိကကစားသမားတစ်ယောက်ရဲ့အနာဂတ်ကဘယ်လိုဖြစ်လာမလဲ။နောက်ဆုံးထွက်နေတဲ့သတင်းတွေကဘာတွေဖြစ်နိုင်လဲဆိုတာကိုတစ်ချက်ချင်းကြည့်သွားကြအောင်။ ဒီကိစ္စတစ်ခုလုံးရဲ့အဓိကမေကွန်းကတော့အရန်ရှင်းပါတယ်။ဒါပေမဲ့အင်တန်အရေးကြီးတယ်။ तू ဆက်နေမှာလား။ဒါမှမဟုတ်ထွက်သွားမှာလား။အခုရှိနေတဲ့တင်မာမှုတွေအားလုံးကဒီမေကွန်းတစ်ခုတည်းအပေါ်မှာပဲလာပြီးလို့စုပုံနေတာပါ။ ဆိုတော့အခုကတော့တကယ်ကိုအဆုံးဖြတ်ပေးရတော့မယ့်အချိန်ကိုရောက်လာပြီဗျာ Manchester United ဘက်ကလည်းလာမယ့်ပြိုင်ပွဲကြီးမတိုင်ခင်မှာ Fernandes နဲ့အရေးကြီးတဲ့ဆွေးနွေးပွဲတွေလုပ်ဖို့စီစဉ်နေပြီအဲ့ဒီဆွေးနွေးပွဲတွေကပဲသူ့ရဲ့အနာဂတ်ကိုပုံဖော်သွားမယ့်သဘောမှရှိနေပါတယ်ဒီလိုမတေမချဖြစ်နေတာတွေကအခုမှစတာတော့မဟုတ်ဘူးနော်တကယ်တော့ပြီးခဲ့တဲ့အပြောင်းရဲ့ရွှေရာတီတုန်းကတော့ Saudi Club Ellie လည်းကသူကိုခေါ်ဖို့တော်တော်လေးစူးစမ်းခဲ့သေးတယ်အဲ့ဒီကလေးကဒီကိစ္စကနောက်ထပ်ရှုပ်ထွေးမှုတွေထပ်တိုးလာခဲ့တာပါဟာဝေဒါဆိုကလပ်အသင်းဘက်ကရောဒီအချင်းတွေကိုဘယ်လိုမြင်လဲသူတို့ရဲ့ရည်မှန်းချက်ကဘာလဲအမှန်တော့လေသူတို့ရှိမှရှင်းရှင်းလင်းလင်းရှိတဲ့ plan တစ်ခုတော့ရှိနေပါတယ်အဓိကကဒါပဲ club ရဲ့ number 1ဦးစားပေးကသူတို့ရဲ့အသင်းခေါင်းဆောင်ကိုအနည်းဆုံးနောက်တစ်နှစ်တော့ setting ထားချင်တာအသင်းကလည်း manager အသစ်ခန့်ဖို့လုပ်နေတဲ့အကူပြောင်းကာလာဆိုတော့ Fernandes လိုကစားသမားကိုတည်ငြိမ်မှုအထက်အဓိကမန်တိုင်းကြီးတစ်ခုလိုမြင်ထားတာပေါ့ဒါကြောင့်မို့သူ့ကိုဆက်ထားဖို့ကသူ့တို့အတွက်အရန်အရေးကြီးနေတာပါပြီးတော့ကလပ်အသင်းကလည်းဒီညီနိုင်မှုမှာအသားစီးရနေတဲ့အနေအထားမှာရှိတယ်။ဘာလို့လဲဆိုတော့သူ့စာချုပ်ကနောက်ထပ်နှစ်တော်တော်များများတက်တန်းကြံနေတာကော။အဲ့ဒီအချက်ကပဲဆွေးနွေးတဲ့အခါသူတို့ကိုအားတက်ချက်အကြီးဖြစ်စေမှာပါ။ကဲအခုကစားသမားတွေတစ်ချက်ပြန်ကြည့်အောင်ဒီနေရာမှာတော့အခြေအနေကနည်းနည်းရှုပ်ထေလာပြီ။ဘာလို့လဲဆိုတော့သူ့ရဲ့တကယ်ရွေးချက်က balance ရတဲ့ပတ်သက်ပြီး turn နေတဲ့တဲ့တွေသူကိုယ်တိုင်ပြောနေတဲ့စကားတွေကတစ်ခုနဲ့တစ်ခုမတူပဲကွဲလွဲနေလို့ပါပဲ။ဒီလိုကွဲလွဲနေတဲ့အချက်တွေအားလုံးကမေခွန်းတစ်ခုတည်းစီကိုပဲပြန်ဥတည်နေတယ်။အဲ့ဒါကတော့ Bruno Fernandes တကယ်ရောဘာထိချင်နေတာလဲဆိုတာပါပဲသူကိုယ်တိုင်ပြောနေတဲ့စကားတွေကလည်းရှုပ်ထွေးနေတော့ဒီမေခွန်းကပိုပြီးအဖြေရှာရခက်သွားတယ်ဒီရှုပ်ထွေးမှုကဘယ်ကစလဲဆိုတော့သူကိုယ်တိုင်ပြောခဲ့တဲ့စကားတွေကနေပဲစတာပါပြီးခဲ့တဲ့နေ့အောက်တိုဘာလအင်တာဗျူးမှာတော့သူကကလပ်မှာဆက်နေခြင်းတဲ့ပုံစံမျိုးပြောခဲ့တယ်ဒါမဲ့ဒီဇင်ဘာအင်တာဗျူးမှာကျတော့ပြီးခဲ့တဲ့ຫນွေရာဒီကကလပ်ကပဲသူ့ကိုထပ်စေချင်ခဲ့တယ်ဆိုတဲ့သဘောမျိုးအေးမြက်ပြောပြန်ရောဆိုတော့တစ်ခုနဲ့တစ်ခုကတိုက်ရိုက်ကိုစန့်ကျင်နေတာပေါ့အခုလက်ရှိမှာတော့ Fernandes ဘက်ကတရားဝင်ပေးထားတဲ့အဖြစ်ကဒါပါပဲဆုံးဖြတ်ချက်ကိုပြိုင်ပွဲပြီးမှပဲချမယ်တဲ့အဲ့ဒီလိုသူ့ရဲ့ဆုံးဖြတ်ချက်ကိုနောက်ဆုတ်လိုက်တာကကလပ်အသင်းရဲ့အနာဂတ် planning တွေအတွက်တော့မတိချမရေရာမှုတွေအများကြီးဖြစ်စေတာပေါ့အဲ့ဒီတော့ဒီလိုမတိချမရေရာတဲ့အခြေအနေမျိုးကိုကလပ်တစ်ခုအနေနဲ့ဘယ်လိုတုံ့ပြန်မလဲတေချတာကတော့သူတို့ဟာအရေးပေါ်အစီအစဉ် plan B အတွက်စပြီးပြင်ဆင်ရတော့တာပေါ့ဘာလို့လဲဆိုတော့ကလပ်တင်ကຫນွေရသည့်အပြောင်းရွယ်တဲ့ plan တွေဆွဲတော့မယ်ဆိုရင်ရှင်းရှင်းလင်းလင်းသိဖို့လိုတယ်လေအထူးသဖြင့်ကွင်းလယ်တဲ့ budget ကအဓိကအယုံဆက်ရမယ်နေရာဖြစ်နေတော့အသင်းခေါင်းဆောင်ရဲ့မပြတ်သားမှုကအသင်းရဲ့မဟာဗျူဟာတစ်ခုလုံးအပေါ်မှာတိုက်ရိုက်တက်ရောက်မှုတွေရှိနေတာပါဒါကြောင့်ကလပ်ရဲ့ရေးပေါ်အစီအစဉ်ကလည်းတဖြည်းဖြည်းပုံပေါ်လာပါပြီ Fernandes တကယ်ထွက်ထားဖို့ဆုံးဖြတ်ခဲ့ရင်သူ့နေရာမှာအစားထိုးဖို့တော့သူစောင့်ကြည့်နေတဲ့ကွင်းလယ်လေးပြမတ်တွေရှိနေပြီးသားပါကဲအခုဒီကိစ္စကိုနည်းနည်းလေးအပေါ်စီးကနေပြန်ကြည့်ရအောင်နာမည်ကြီးကစားသမားတယောက်ရဲ့အပြောင်းရဲ့ရေးအပြင်ကလပ်အသင်းမှာနောက်ထပ်အကောင့်အထည်ဖော်နေတဲ့ရေရှည်မဟာဗျူဟာတစ်ခုလည်းရှိနေပါသေးတယ်အဲ့ဒါကတော့လူငယ်ဖွံ့ဖြိုးရေးပါပဲဆိုလိုတာကအကြီးတန်းအတင်းအတွက် plan တွေဆွဲနေတဲ့ကချိန်ထဲမှာပဲ United ကသူတို့ရဲ့ Academy ထွက်လူငယ်ကစားသမားတွေကိုအတွေ့အကြုံရအောင်ငားချဖို့တက်တက်ကြောကြောစီစဉ်နေတာကိုလည်းတွေ့ရတယ်ဒီမဟာဗျူဟာကိုလက်တွေ့အကောင့်အထည်ဖော်နေတာကိုဒီမှာကြည့်လို့ရပါတယ်ခြေစွမ်းကောင်းတဲ့လူငယ်လေးလေးကိုတန်ဖိုးရှိတဲ့ပါရမန်အတင်းတွင်ကြုံတွေရဖို့အတွက်အတင်းတွေစီအငားလွတ်နေတာကိုတွေ့ရမှာပါအဲ့ဒီတော့ဒီအချက်တွေအားလုံးကကျွန်တော်တို့ကိုအဓိကကျတဲ့မေခွန်းတစ်ခုစီကိုပြန်ခေါ်သွားပါတယ်ကလပ်တစ်ခုရဲ့အနာဂတ်ကိုတကယ်ပွန်ဖော်တာကဂျေပွတ်ကစားသမားတစ်ယောက်ထဲရဲ့ဆုံးဖြတ်ချက်လားဒါမှမဟုတ်မျိုးဆက်တဲ့ကစားသမားတွေရဲ့စူပေါင်းအားနဲ့တိဆောက်ရမှာလား